မင်္ဂလာပါ DSS ကိုရီးယားကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ဒီကျဲတို့ topic 1 မေခွန်းဟောင်းတဲ့ကမေခွန်းနံပါတ်65နဲ့66ကိုတူဖြည့်ကြည့်အောင်။ UCO ဆို UCU အဲ့တော့65နဲ့66ဒါမှမဟုတ် equal အပါကိုဖတ်ပြီးတော့မူရောမဲတာပါရှိဖြစ်ကိုမေခွန်းကိုဖြည့်ပါ။အဲ့တော့စောထန်တကြားကတော့ဓမ္မဆိုတာဒီချိုပေါ့နော်ချိုရတာကိုနေတဲ့အဲ့တော့ပြုလုပ်တဲ့အခါစာယုံဟာနေတာအသုံးပြုပါတယ်အသုံးပြုတယ်ရှိကုန်ဦးရဲမော်ကိုရှိဖို့တဲ့အဲ့တော့အစားအစာကိုဦးရဲအကြာကြီးပေါ့နော်မော်ကိုရှိဖို့တဲ့စားကျင်တဲ့အခါစာယုံဟာကီတိုဟာနေတာအသုံးပြုတာလည်းပဲလုပ်ပါတယ်ဂရွန်တဲ့ဟောဂရွန်တဲ့ဒါပေမဲ့စောထန်းကဒီတကြားကတော့ရှိကုန်ဟာတဲ့မဲ့အဲ့တော့အစားအစာတွေပြုလုပ်တဲ့အချိန်မှသာရင်စနုံးကောဆွန်အာနီနေတာတဲ့အသုံးပြုတဲ့အရာတော့မဟုတ်ပါဘူးတဲ့အဲ့တော့ကိုပြောဒီပန်းအိုပေါ့နော်ပန်းအိုထဲမှာမူကွာဟမ်ကဲရင်းနဲ့အတူတူစောတန်းကောနော်မျိုးအဲ့တော့တကြားကိုထည့်ရင်ကိုချုံအိုရဲပိုးစုဤစမနေတာအဲ့တော့ပန်းတွေကိုအကြာကြီးအဲ့တော့ကြည့်လို့ရတယ်အဲ့တော့အိုဆွန်ပါတဲ့အဲ့တော့အဝိစားတွေလျှော်တဲ့အခါစောတန်းကောနော်မျိုးအဲ့တော့တကြားကိုထည့်မယ်ဆိုရင်ဟာယန်ဆက်အိုရှိအဲ့တော့အဖြူရောင်အဝိစားကတော့ပို့ပြီးတော့ကဲကတ်တဲ့ကြီးကိုတန့်ရှင်းလာပြီးတော့စောထန်းကွာလေမွန်နွန်ဂါချီနော်မျိုးအဲ့တော့တကြားနဲ့လေမွန်တမီကိုတီးပေါ့နော်ဒါကိုဂါချီတူတူနော်မျိုးထည့်ရင်ကိုရှိအဲ့တော့အဝိစားကပူတရောဝချီနေတာနူးညံ့လာတယ်ယူရီဟန်ဟူအဲ့တော့ဟင်းဒီချက်ပြုတ်ပြီးတဲ့နောက်မှာစုံတော့လက်ကိုရောဘင်းခန့်ကောလက်ခေါပွန်တာကတဲ့တော့ခွက်ကိုတုတ်တဲ့အခါစာယုံဟာစုသူဤစနေတာအသုံးပြုနိုင်ပါတယ်တော့ဒီကနေရာမှာပါလေးထည့်လို့ရမယ်တော့65ကအဲ့တော့ကအမဇွန်မာရောကိုလို့ရှိရှိရောတော့ဒီကမှာဝင်နေတော့တင်တော်မှန်ကန်တဲ့စကလုံးရွေးချယ်ပါတော့လက်စီးပြီးနောက်မှာစုံလုံးပါပြလဲဒီမှာဆိုလို့ရှိရင်ရှေ့ဆိုတဲ့စကလုံးမယ်မနော်စီးကြော်တယ်တော့ရှေ့စောစီးကြောလို့ပေါ့နော်ရှေ့ကြည့်မှန်စီးပြီးမဲ့စီးကြောပြီးမဲ့ရှေ့ကောနာစီးတယ်သို့မဟုတ်ရှင်းနွန်းတဲ့စီးတယ်စီးလို့စီးပြီးမဲ့ပေါ့နော်ဒီနွန်းတဲ့တော့ဒီပဲမျိုးရှိအဲ့တော့ဒီမှာဖြည့်ကြည့်မယ်ဆိုရင်တော့ယူရီဟန်ဟူအဲဆုံးနွန်းအဲ့တော့ဖတ်ကြည့်မယ်ဆိုလို့ရှိရင်နံပါတ်3ပေါ့နော်နံပါတ်3ကိုဖြည့်ကြည့်ဖတ်ကြည့်မယ်ဆိုလို့ရှိရင်ယူရီဟန်ဟူအဲတော့ချက်ပြုတ်ပြီးတဲ့နောက်မှာလက်ကိုရှီကောနာစေးကြောတယ်သို့မဟုတ်ခေါဖုံခွက်ကိုဒါကုတ်တဲ့အဲ့တော့တုတ်တဲ့အခါစာယုံဟာစုသူဤစနေတာအသုံးပြုနိုင်ပါတယ်အဲ့တော့အဖြေမှန်လေးရလဲနံပါတ်3ဖြစ်ပါတယ်အဲ့တော့66ကိုကြည့်အောင်ဤကရဲနေရောအဲ့တော့ဒီစာရဲ့အကြောင်းအရာနဲ့ကထုံးကိုတူညီတော့အရာကိုလို့ရှိရွေးချယ်ပါအဲ့တော့စောထန်ကိုနော်ရှိကွန်တော့တခြားထည့်ထားတဲ့အစားအစာတော့ပါဠိမြန်နဲ့မော်ကောရဟာနေတာမြန်စားရပါမယ်အဲ့တော့ဒီမှာကအကြာကြီးစားခြင်းလို့ရှိရင်စောထန်ထည့်တယ်မနော်အဲ့တော့ကိုပြုံးနေစောထန်ကတော့မျိုးအဲ့တော့ဒီပန်းအိုးတွေမှာဒီတခြားထည့်လို့ရှိရင်ကိုချီအိုတဲ့စာနေတာအဲ့တော့ပန်းကအကြာကြီးနေရဲ့အဲ့တော့ဒီမှာလည်းပြောထားရမှာနော်အဲ့တော့ဆက်ပတ်ကြည့်အောင်ဟာယံအိုဆွန်အဲ့တော့ဒီအဖြူရအဝိစားကိုပတ်တဲ့လျှော်တဲ့အခါစောတန်းကတော့မျိုးနဲ့အဲ့တော့တခြားထည့်လို့ရှိရင်ဂျူချီအန်ဆွန်နေတာမကောင်းပါဘူးတဲ့ဒီမှာပို့ပြီးတော့အဖြစ်လာလဲကက်ထားတာလို့ပြောထားတယ်နော်ပါလေဟာတဲ့အဲ့တော့ဝိလျှော်တဲ့အခါလေမွန်ကွာစောတန်းအဲ့တော့တမျိုးဒီနဲ့ဒီတခြားကိုဟမ်ကဲထည့်လို့ရှိရင်အတူတကွာဆွမြောက်သုံးလို့ရှိရင်အန်သွဲနေတာမဖြစ်ပါဘူးတဲ့အဲ့တော့အဖြစ်မှန်ကနံပါတ်1ဖြစ်ပါတယ်